မင်္ဂလာပါရှင်ညီမတို့ရဲ့ receipt ရဲ့ ID မှာ video management တင်က2025နိုဝင်ဘာလမှာလှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ် exhaust fan bike ကမိုးရေစိတ်နေတဲ့အတွက်ကြောင့်စနစ်တကျပြုပြင်ပေးခြင်း400 kVA ကို ATS ချိတ်ဆက်ဖို့ရအတွက်လာရောက်ဆောင်ရွက်ပေးခြင်း clean to clean ကန်ဖောက်ရန်စတင်ဆောင်ရွက်ပေးနေခြင်း generator မီးကြိုးများတက်ဆင်ပေးခြင်း construction ဘက်ကနေပြီးတော့အလွှာတွေမှာရှိတဲ့ void area မှာရေစင်းပေါက်များဖောက်လုပ်ပေးနေခြင်းချင်းကြီးရုံးမှာရှိတဲ့အမျိုးသားအမျိုးသမီး joint လက်တော့များအတစ်တက်ဆင်ပေးခြင်း ground tan transfer ပတ်နဲ့ fire ပတ်များစစ်ဆေးပေးနေခြင်းမီးစက်များအားလုံးကောင်းမွန်စွာလဲပတ်မှုရှိမရှိကိုစနစ်တကျလိုက်လံစစ်ဆေးပေးနေခြင်းကျူဝဲကန်တွေကိုတန့်ရှင်းရေးဆောင်ရွက်ပေးနေခြင်းပန်းဟောက်စ်မှာရှိတဲ့ကျွေပြားများအားလုံးကိုစနစ်တကျတန့်ရှင်းရေးဆောင်ရွက်ပေးနေခြင်းResident မှာရှိတဲ့နေထိုင်သူများအားလုံးပျော်ရွှင်ကျန်းမာစွာနေထိုင်နိုင်မှုရာအတွက်ချင်းစီဖြန့်ခြင်းနဲ့ကြက်စီချခြင်းစတဲ့ bus control တွေပြုလုပ်ပေးနေခြင်းဂျီရိုမှာ AFN Wi-Fi တက်ဆင်ပေးပြီးတော့ YouTube channel နဲ့လည်း join ထားပေးပါတယ်ရှင်ဟုတ်ကဲ့ပါအခုညမပြောပြပေးသွားတာကတော့ video management တင်ရဲ့2025နိုဝင်ဘာလမှာလှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ်ဒီဇင်ဘာလရဲ့လှုပ်ဆောင်ချက်တွေကိုတော့နောက်ဗီဒီယိုလေးမှာဆက်ပြီးတော့ပြောပြပေးပါမယ်ရှင်